ကြေစာတဲ့နေတဲ့ကောင်းလေးဟာရွှေအောင်နဂါမင်းကိုရှောက်ပြီးတရှိခဲ့ပါတယ်။သူကနဂါမင်းစီကနေအကူအညီတောင်းခံခြင်းခဲ့တာပါ။နဂါမင်းကပထမတော့ညှဉ်းဆန်ပေမဲ့နောက်ဆုံးမှာတော့ကူညီဖို့သဘောတူလိုက်ပါတယ်။နဂါမင်းကကောင်းလေးရဲ့ကောင်းပုံကိုရောက်ရှိလာပြီးကောင်းလေးရဲ့ခန္ဓာကိုယ်တွေကကြေစာတွေကိုစတင်ဖယ်ရှားပေးပါတော့တယ်။ပြီးတဲ့နောက်မှာတော့ထိုကြေစာတွေကိုသူကိုယ်တိုင်ရဲ့ခန္ဓာကိုယ်တွေကိုကူပြောင်းလက်ခံလိုက်ပါတယ်။ကြေစာတွေပြေပြောက်သွားတာနဲ့အများကောင်းလေးရဲ့ကိုယ်ပေါ်ကအကြီးအကျယ်တွေကတဖြည်းဖြည်းမိမိပြောက်ကွယ်သွားခဲ့ပါတယ်။အားလုံးကအောင်မြင်သွားပြီလို့ထင်နေချိန်မှာရွှေအောင်နဂါမင်းကရုတ်တရက်သွေးအန်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာထူးဆန်းတဲ့ပြောင်းလဲတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။ခန္ဓာကိုယ်တွေကကြေစာတွေကရွှေအောင်နဂါမင်းကိုဝါမျိုးပြီးအပိုင်စီးဖို့ကြိုးစားရပါတယ်။နဂါမင်းဟာနားကျင်စွာအော်ဟစ်အားလုံးကိုအမြဲဆုံးထပ်ပြေးကြဖို့တတိပေးလိုက်ပါတယ်။ဒါပေမဲ့ဘယ်သူမှမတုံ့ပြန်နိုင်ခင်မှာပဲနဂါမင်းရဲ့ခန္ဓာကိုယ်မှာကြောက်စရာတစ်ခုပြပြသွားပါတော့တယ်။သူ့ရဲ့ရွှေအောင်အကြီးခွန်တွေဟာတဖြည်းဖြည်းအယောင်နှိမ်သွားပြီးကြေစာတွေကသူ့ခန္ဓာကိုယ်အမြဲဆုံးလှမ်းမှုသွားပါတယ်။နောက်ဆုံးမှာတော့နဂါမင်းဟာခုခံနိုင်စမ်းမရှိပဲလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့လူတိုင်းကိုအံ့အားသစ်သွားစီတာကတော့နဂါမင်းရဲ့ခန္ဓာကိုယ်တွေကမိစ္ဆာတော်ဝါကြီးတကောင်ပေါက်သွားလာတာပါပဲ။လူတွေကြောက်အံ့နေတော့မှာပဲ။ခေါင်းငါးလုံးပါတဲ့နဂါကြီးတကောင်အားလုံးရဲ့ရှိမှာပေါ်ပေါက်လာပါတယ်။ထိုနဂါခေါင်းတစ်ခုစီကမတူညီတဲ့ဆွဲရင်တစ်ခုစီကိုကိုစားပြုနေပါတယ်။ဒါဟာကဘာကြီးကိုဝါမျိုးဖြစ်စီနိုင်တယ်လို့ကြောက်ကြတဲ့တရားမဲ့ပဲဖြစ်ပါတယ်။ပြီးတဲ့နောက်မှာတော့သူဟာမတူညီတဲ့ဆွဲအားငါးမျိုးနဲ့အားလုံးကိုစတင်တိုက်ခဲ့ပါတော့